ဟုတ်တယ်ဒီမှာဆိုင်နာမည်လေးပေါ့5 ချိုင်ထလေးအဲ့ဒါဆိုင်ပေါ့အနေအများတော့လမ်းအဖြစ်လောက်ထားတာဒီလိုမောင်မောင်မဲမဲကြီးတဲ့မှာကားကိုခွေးလိုက်ဆွဲခံပြီးတော့သွားရှာတဲ့ဆိုင်ကလေဓာတ်ဝင်နှမ်းမှာဖြစ်ပြီးတော့ဒီလေဓာတ်မိသားစုရဲ့စားတော့ဆိုင်ပုံစံမျိုးဖြစ်နေရကြောင်းမလို့ဝင်ပြီးမစားခဲ့ပါဘူးအဲ့ဒါနဲ့ပဲနောက်တစ်ဆိုင်ပေါ့နော်တစ်တော့မှာရှာတွေ့ရနောက်တစ်ဆိုင်သွားကြည့်တော့မှလူမှန်နေရမှန်ကိုပြန်ရောက်သွားပါတယ်ဆိုင်ရဲ့နာမည်ကတော့ဒီမှာပေါ့နော်ဒါလေးရဲ့ဆိုင်နာမည်ပါအမားတို့လည်းပေါ့နော်အဲ့ဒီဆိုင်အောင်တွေ့ပြီးအရန်ပြော်သွားပါလို့ဆိုတော့သူတို့ရင်ဟောင်းခင်းသွားတော့ဝင်စားခဲ့ဘူးတဲ့ဆိုင်ဆိုပြီးမှတ်မိသွားတာပေါ့နော်ဆိုင်နာမည်မေ့နေလို့အခုမှပဲလူချင်းတဲ့ဆိုင်စားလို့ကောင်းတဲ့ဆိုင်အောင်မှမှတ်မိသွားတယ်မှာအမအရန်ပြော်နေတာပေါ့နော်ပြုံးပြော်ပြီးတော့ကဲဆိုင်နဲ့ဝင်ပြီးတော့သွားရှိုးလိုက်ပါမယ်တကြကြီးအခုလေးပါကျက်အခုလေးခုံကြည့်လေးပါကျက်ဒီဆိုင်မဖေးရဆိုင်မှာတန်းဆက်တဲ့နေတဲ့နေရာကိုယူပြီးတော့နောက်စားတော့ဆရာကြီးမှာလိုက်ပါပြီထိုင်နေတဲ့ဝိုင်းကတော့ကန်းဆက်နာစပွဲဝိုင်းဖြစ်ပါတယ်ဒါပေမဲ့မှောင်နေတဲ့အတွက်တေချာပင်လေကိုတော့တေချာမမြင်ရပါဘူးတကယ်လို့စောစောစီစီပေါ့နော်ဆက်ဆက်အချိန်မှာလာပြီးတော့စားဖြစ်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းမှာပေါ့နော်အခုကတော့တဲတောင်ကြီးပဲမြင်ရတယ်တဲတောင်မှာဆော့လို့လည်းရပါတယ်ဒါပေမဲ့အလှပါလေးနဲ့မလို့ကလေးတွေကိုပေးမဆော့တော့ပါဘူးပေးမဆော့ခိုင်းတော့ပေါ့နော်ကဲစားဖို့စောင့်နေရပါသူကကြတော့မီနူးတွေကဆက်နေလာတယ်တစ်ဆက်ကိုဘလောက်တစ်ဆက်ကို2300အဲ့လိုမျိုးပေါ့နော်အစားလာတယ်အဲ့ဒါခဏန်းပါတဲ့ဆက်ကိုမှာလိုက်တယ်အဲ့ဒါကောမီနူးခန့်တာပေါ့နော်ခဏန်းပါတဲ့ဆက်ကိုမှာတယ်ပြီးရနည်းနည်းပပမှာတယ်ကလေးတွေအတွက်ထမင်းကြော်တို့ပြီးလို့ရှိရင်တခြားကလေးတွေစားလို့ရတဲ့ဟာတွေပေါ့နော်အဲ့ဒါလေးတွေကိုမှာလိုက်တယ်ပေါ့နော်ဟင်းတိကြကြတော့မမမီတော့သွားလာရက်နည်းနည်းကြာပြီဆိုတော့ဒီနေ့အစီအစဉ်လေးကတော့ဒီလိုဆိုင်နည်းနည်းကြီးတဲ့နေရာပေါ့နော်အဲ့လိုပဲနေပါတွေပါတယ်စားတော့ဆိုင်မှာညစာစားသမီးကြီးလေးရဲ့မွေးနေ့ဆိုတော့ happy birthday လေးပါလေးဆိုပေါ့နော်ပြီးလို့ရှိရင်ပြန်နာကြမယ်အစီအစဉ်မှာနေ့လေကရောက်ခရဲကရောက်ပြီးခဏလေးပဲနားပြီးတော့ဝယ်စားတန်းလဲပြီးတော့ရေထဲဆင်းကြတာတညက်နေလုံးပဲရေထဲပြန်တက်လာရေမိုးချိုးပြီးတာနဲ့တန်းထွက်လာကြတာဆိုတော့အားလုံးကလည်းငိုက်နေကြပြီပေါ့နော်ခကြီးကလည်းထွက်လာတာနဲ့ဆိုတော့ကဲမွေးနေ့ကိတ်ကလေးပေါ့နော်ကိတ်မုံကဝယ်လို့ကလည်းမရဆိုတော့ခါကြတော့ဆိုင်မှာပဲရှိတဲ့ကိတ်ကိုပဲဖျောင်းနိုင်ထုံးပြီးတော့လှုပ်လိုက်ပါတယ်ဆိုင်ရလည်းတော်တော်စေတနာပါပါတယ်birthday wish song လေးလည်းဆိုပေးတယ်ပြီးလို့ရှိရင်ပေါ့နော်ဟိုကလည်းလှုပ်ပေးတယ်ပေါ့နောက်ထပ်လက်ဆောင်ဆိုပြီးတပွဲပေးသေးတယ်ပေါ့နော်ကလေးတွေအတွက်ဆိုပြီးတော့အဆင်ပြေသွားတာနော် Happy birthday to you ลองเพลง Happy birthday Happy birthday to you Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you Happy birthday to you Happy birthday to you ขอบคุณค่ะเบา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 ขึ้นเบาเบาสุขภาพแข็งแรงเก่งๆคุณพ่อคุณแม่ตลอดไปด้วยนะกันนะคะขอบคุณค่ะ Happy birthday to you สุขสันต์วันเกิดน้องชาดาค่ะขอบคุณที่มาที่เราที่เมื่อเช้ากันไงนี่ใช่วันเกิดใครอ่ะ Happy birthday ဒါ
လေးကတော့ရိုးရမပြတ်ပေါ့နော်အကျွေးစည်းဆက်မှာကစားတာပါကစားလို့ပြီးတော့အဲ့ဒီမှာလက်ထက်အလုံးတွေရလာတယ် နောက်ဆုံးပိတ်လိုက်တော့လေ Happy birthday to you ပေါထားလာပေါထားလာပေါတဲ့ထားလာပေါအပေါ မွေးနေ့ရှင်ကိုပေါ့နော်မွေးနေ့ရှင်ကိုတချင်းတောင်းလို့ရပါတယ်လို့ပြောရဲဒါပေမဲ့ကိုမွေးနေ့ရှင်ကတိတ်ဆိတ်ဝင်စားဘူးပေါ့နော်အိပ်ပဲငိုင်းနေတာလားဒါမှမဟုတ်ပါဖြစ်နေရလဲတော့မသိဘူး surprise ပဲဖြစ်နေရလားတော့မသိဘူးပေါ့နော်အင်တင်တင်လုံနေအဲ့ဒါနဲ့ပဲကလေးကြိုက်တဲ့တချင်းတွေကိုသူတို့ကနေပြီးတော့စုံပေးခဲ့ပါတယ် Happy birthday တော့ကလေးကြီး Happy birthday တော့ကအားလုံးကြည့်ရှုပေးကြတာကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်